လမ်းပေါ်မိတ်ဆွေများလမ်းပေါ်လမ်းတော့ထုတ်ပြပေးအောင်နော်ဒီမှာ9ပရိတ်3ချက်ရိုက်တာ9ပရိတ်3ချက်ရိုက်တာပေါ့နော်ဒုတိယကဏ္ဍ9ပရိတ်ဒါ9ပရိတ်3ချက်ရိုက်တာပေါ့နော်တတိယဒီမှာ9ပရိတ်ဒီမှာ9ပရိတ်ဒီမှာ9ပရိတ်3ချက်ရိုက်တာပေါ့နော်သူက3ကဒီမှာ9ပရိတ်ဒီမှာ9ပရိတ်ဒီမှာ9ပရိတ်3ချက်ရိုက်တာ4ကပေါ့နော်4ကဆိုတော့ကျွန်တော်တို့ဒီလို9ပရိတ်3ချက်လို့ရရင်နောက်နေ့ထဲမှာသူကတစ်ခုသောဘူပရိတ်3ညာ3ကိုဘူပရိတ်ရဲ့ဘူပရိတ်သူ့အောက်ကကနေခွန်ပရိတ်သူ့အောက်ကဘာနဲ့6ပရိတ်3ညာခွန်6ဆိုကဏ္ဍကကျွန်တော်တို့ဒီနောက်နေ့ထဲမှာမွေးကနထွက်ပေးရမှာပေါ့နော်3ညာခွန်6က3ညာ6ခွန်6ကကျွန်တော်မွေးကနထွက်ပေးရမှာပေါ့အဲ့မှာကျွန်တော်တို့9ပရိတ်ဒုတိယတန်းသွားပြီတန်းသွားတဲ့အချိန်မှာသူနောက်နေ့ထဲမှာတစ်ခုသောဘူပရိတ်ဆိုကျွန်တော်တို့ဘူပရိတ်ဘူပရိတ်ကနေသူအောက်ကသူ့အောက်ကဘူပရိတ်သူ့အောက်က1ပရိတ်ဆိုအဲ့ကြတော့ဒီ3ညာ1ဆို100ဆိုတဲ့ကဏ္ဍကကျွန်တော်တို့ဒီနောက်နေ့ထဲမှာကျွန်တော်တို့ဒီမွေးကနထွက်ပေးရမှာပေါ့နော်ဒီမွေးကနထွက်ပေးရမှာဆိုတော့ကျွန်တော်ဒါတတိယ site ကျွန်တော်ဒီမှာ9ပရိတ်ဒီမှာ9ပရိတ်3ချက်ရိုက်သွားပြီပေါ့ရိုက်သွားတယ်နောက်နေ့ထဲမှာတစ်ခုသောဘူပရိတ်တစ်ခုသောဘူပရိတ်ဆိုဒီမှာ343ဘူပရိတ်ဘူပရိတ်ကနေသူကဘူပရိတ်ရဲ့3ညာပရိတ်ရဲ့9ပရိတ်ရဲ့သူက9ပရိတ်ရဲ့ဒီ3ညာ9 5ဆိုကဏ္ဍကကျွန်တော်တို့ဒီနောက်နေ့ထဲမှာကျွန်တော်တို့ဒီမွေးကနထွက်ပေးရမှာနော်3ညာ9 5ကထွက်ပေးရမှာဆိုကျွန်တော်တို့ဒီစတုဒ္ဓပေါ့ကျွန်တော်တို့ဒီ9ပရိတ်ဒီမှာ9ပရိတ်3ချက်ရိုက်ရင်ခုသောဘူပရိတ်ဆိုကျွန်တော်တို့ကဒီမှာကျွန်တော်တို့3 5နှစ်ဘူပရိတ်ရှိတယ်ကျွန်တော်တို့ဒီမှာ145ဘူပရိတ်ရှိတယ်145ဘူပရိတ်ရှိတော့ကျွန်တော်3 5နှစ်ကဘူပရိတ်ရဲ့4ပရိတ်ရဲ့2ပရိတ်ရဲ့3ညာ4နှစ်ရဲ့ကျွန်တော်တို့ဒီ3ညာ4နှစ်ရဲ့ကျွန်တော်တို့ကဒီခဏကကျွန်တော်တို့ဒီ3ညာ9နှစ်ရဲ့ဒီနှစ်ကွက်ရှိတာပေါ့ဗျာနော်3ညာ9နှစ်ရဲ့ကျွန်တော်တို့နှစ်ကွက်ရှိတော့ကျွန်တော်တို့ဟာကအဲ့ဒီမှာ3ညာ9နှစ်ကိုရှိတဲ့အချိန်မှာကျွန်တော်တို့ကဒီဟိုက9ပရိတ်3ချက်ရိုက်နောက်နေ့မှာတစ်ခုသောဘူပရိတ်ခွန်သူ့အောက်ကခွန်ပရိတ်သူ့အောက်က6ပရိတ်ဒီဘူပရိတ်3ညာပရိတ်ခွန်ပရိတ်6ပရိတ်3ညာခွန်6တော့ခဏနောက်နေ့ကိုထွက်တာဘယ်ချိန်မှာထွက်မှာဆိုကျွန်တော်တို့ခွန်ခါလို့ကြာမှာသူအဲ့ကဏ္ဍကထွက်ပေးရမှာဒီ3ညာခွန်6က3ညာပရိတ်ခွန်ပရိတ်6 3ညာခွန်6တော့ခဏထွက်ပေးရမှာခွန်ခါလို့ကြာမှာသူထွက်ပေးရမှာဗျအဲ့ကြဒုတိယ9ပရိတ်3ချက်ရိုက်လို့တော့နောက်နေ့မှာတစ်ခုသောဘူပရိတ်3ညာပရိတ်1ပရိတ်100ဆိုတဲ့ကဏ္ဍကနောက်နေ့ထဲမှာသူကထွက်ပေးရမှာဗျပတ်လက်ထွက်ပေးရမှာထွက်ပြင်ဘယ်ချိန်မှာထွက်ပေးရမှာသူကခွန်ခါလို့ကြာမှာသူကဒီကဏ္ဍ100ထွက်ပေးရမှာဗျနော်အဲ့ကြတတိယ9ပရိတ်3ချက်ရိုက်လို့ရင်သူကနောက်နေ့ထဲမှာတစ်ခုသောဘူပရိတ်343ဘူပရိတ်သူ့အမှာ9ပရိတ်5ပရိတ်3ညာ9 5ဆိုတဲ့ကဏ္ဍကကျွန်တော်တို့နောက်နေ့ထဲမှာသူကထွက်ပေးရမှာဗျ3ညာ9 5ဘယ်ချိန်မှာထွက်ပေးမှာသူ့အောက်ထဲမှာခွန်ခါလို့ကြာမှာခွန်ခါလို့ထွက်မှာသူ့အောက်မှာထွက်ပေးရမှာဗျအဲ့ရောကျွန်တော်တို့ကဒီမှာ9ပရိတ်ဒီမှာ9ပရိတ်ဒီမှာ9ပရိတ်လို့ဖြစ်သွားပြီဖြစ်သွားရင်တော့ကျွန်တော်တစ်ခုသောဘူပရိတ်ဆိုတော့ကျွန်တော်တို့ကဒီဘူပရိတ်အဲ့ကြောင့်3ညာ4နှစ်ရယ်ကျွန်တော်တို့ကဒီ3ညာ9နှစ်ရယ်ခဏထွက်ပေးရမှာဗျအဲ့ကြောင့်ဘယ်ချိန်မှာထွက်ပေးရမှာသူကခွန်ခါလို့ကြာမှာသူကထွက်ပေးရမှာမနော်အဲ့မှာကျွန်တော်တို့ကဒီ3ညာ9နှစ်ခဏကလည်းကျွန်တော်ပြပေးပြင်စိတ်မှာကျွန်တော်ပြထားပါတယ်ဒီဘော3ညာ9နှစ်ခဏနဲ့ကျွန်တော်ပြထားပါတယ်ဗျနောက်တစ် site တွေကျွန်တော်ပြထားပါအဲ့ခုဘဲကိုကျွန်တော်ဒီ3ညာ4နှစ်ကိုကျွန်တော်ပြကျင်တာပါဒီ3ညာ4နှစ်ကိုကျွန်တော်တို့ကဒီ4 3ညာနှစ်ဆိုတဲ့ခဏပဲနဲ့ကျွန်တော်တို့ဒဲထိုးရမှာပါဒါရှင်းလားမသိဘူးကျွန်တော်တို့ဒါ member တွေနော်ဒါ9ပရိတ်3ချက်တန်းနောက်နေ့မှာခုသောဘူပရိတ်3ညာပရိတ်ခွန်6ပရိတ်3ညာခွန်ကြောင့်နောက်နေ့ထဲမှာထွက်ဘယ်ချိန်မှာထွက်ခွန်ခါလို့ကြာမှာအဲ့ကဏ္ဍထွက်ရမှာပါနောက်တော့ကတော့9ပရိတ်3ချက်ရိုက်နောက်နေ့ထဲမှာတစ်ခုသောဘူပရိတ်အဲ့ကြ3ညာပရိတ်1ပရိတ်100ဆိုကဏ္ဍကနောက်နေ့ထဲမှာသွားထွက်ဘယ်ချိန်မှာထွက်မှာသူကခွန်ခါလို့ကြာမှာထွက်ရပါမှာသူ့အောက်ကနောက်ကြတော့နောက်ခု9ပရိတ်3ချက်ရိုက်တန်း3ရက်လို့ရင်သူကနောက်နေ့ထဲမှာတစ်ခုသောဘူပရိတ်3ညာပရိတ်9ပရိတ်5ပရိတ်3ညာ9 5ဆိုခဏနောက်နေ့ထဲမှာတော့ထွက်မှာပါဘယ်ချိန်မှထွက်ပေးရမှာသူကခွန်ခါလို့ကြာမှာထွက်ပေးရမှာအဲ့ကြောင့်လည်း9ပရိတ်3ချက်တန်းသွားပြီအဲ့ကြတော့တစ်ခုသောဘူပရိတ်3ညာ4နှစ်ရယ်ကျွန်တော်တို့ဒီ3ညာ9နှစ်ရယ်ခဏ
ဒီခွန်ခဘယ်ချိန်မှာထွက်ပြန်ခွန်ခလို့ဆို3ညခွန်ခေါ်ဆိုတော့ခွန်ခကလည်းဖြစ်သွားပြီနော်ဖြစ်သွားတော့ကျွန်တော်တို့အဲ့မှာကျွန်တော်တို့ကဘာဟုတ်ပြနောက်တဲ့ဒါဆိုင်ဒီ3ညဒီ3ည9နှစ်ရယ်ဒီ4 3ည9နှစ်ရယ်ကျွန်တော်တို့ဒီ4 3ညနှစ်ထိုးရမှာပေါ့ကျွန်တော်တို့ကဒီ4 3ညနှစ်ကိုပြပေးမလို့ပါနော်နှစ်ကထိုးရမရဘူးကျွန်တော်တို့4 3ညနှစ်ကကျွန်တော်တို့ဘာအောင်ဆိုတော့ဒီ2002ကစပေးတာဗျာ2022က2022 23 24 25 26သူကဒီ2022မှာသူကနှစ်နောက်ပိတ်နဲ့သူက2ပြိဗျာနောက်2023မှာနှစ်နောက်ပိတ်နဲ့ကျွန်တော်တို့3ပြိဗျာ2024မှာကျွန်တော်တို့နှစ်နောက်ပိတ်နဲ့ကျွန်တော်4ပြိဗျာအဲကြောင့်2025မှာကျွန်တော်နှစ်နောက်ပိတ်နဲ့5ပြိဒီ2026မှာကျွန်တော်တို့ကနှစ်နောက်ပိတ်နဲ့ကျွန်တော်တို့ကနှစ်နောက်ပိတ်နဲ့ကျွန်တော်တို့က6ပြိကလာအောင်ပါဗျာနော်နှစ်နောက်ပိတ်နဲ့6ပြိကလာအောင်ပါဆိုတာကျွန်တော်တို့ကအဲကြောင့်နှစ်နောက်ပိတ်နဲ့2ပြိနှစ်နောက်ပိတ်နဲ့3ပြိနှစ်နောက်ပိတ်နဲ့4ပြိနှစ်နောက်ပိတ်နဲ့5ပြိနှစ်နောက်ပိတ်နဲ့ဒါ6ပြိလာအောင်ပါကျွန်တော်တို့နှစ်နောက်ပိတ်နဲ့2ပြိ2ပြိအဲကြောင့်တကွဲတဲ့ယူရင်ကျွန်တော်တို့ကနှစ်နောက်ပိတ်နဲ့2ပြိကိုသူကနေ1 2 3 4 5ချိန်မှာဗရိတ်သူ5ချိန်မှာဗရိတ်က1ဗျာအဲ့1ရဲ့ကျွန်တော်တို့ဒီထိပ်စီး6ရဲ့ပေါင်းတော့ခွန်ဒီဗရိတ်ရဲ့ဗရိတ်1ရဲ့ဒီထိပ်စီး6အောင်ပေါင်းခွန်ဖြည့်ရှင်းတဲ့နှစ်နောက်ပိတ်နဲ့2ဗရိတ်ဗျာအဲ့ကြောင့်ဒုတိယနှစ်နောက်ပိတ်နဲ့3ဗရိတ်သူကနေ1 2 3 4 5ဗရိတ်က1အဲ့1နဲ့ဒီ6ထိပ်နဲ့ပေါင်းလဲခွန်ဗျာခုနကလည်းခွန်ဗျာခုလည်းခွန်ဗျာခွန်ဖြည့်ရှင်းတဲ့နှစ်နောက်ပိတ်နဲ့ကျွန်တော်တို့ဒါ3ဗရိတ်ပေါ့ဗျာနော်အဲ့ကြောင့်နောက်3ကက်စီနှစ်နောက်ပိတ်နဲ့4ပြိသူကနေ5ချိန်1 2 3 4 5ချိန်မှာဒီမှာ1ပြိပဲဗျာ1ပြိရဲ့ဒီ6ထိပ်ရဲ့ပေါင်းချင်းလည်းကျွန်တော်တို့ခွန်ပဲဗျာနော်ခွန်ဖြည့်ချင်းနဲ့ကျွန်တော်တို့ခွန်ဖြည့်ချင်းနဲ့ကျွန်တော်နှစ်နောက်ပိတ်နဲ့ဒါ4ပြိပေါ့ဗျာနော်4ပြိပါ1 2 3 4 5ဒီမှာပြိ1နဲ့ကျွန်တော်တို့ဒီ6ထိပ်နဲ့ပေါ့နော်ခွန်ဖြည့်ချင်းနဲ့နှစ်နောက်ပိတ်နဲ့ဒါ4ပြိပေါ့ဗျာအဲ့ကြောင့်ဒီမှာ4ကက်နှစ်နောက်ပိတ်နဲ့5ပြိသူကလည်း5ချိန်1 2 3 4 5ဒါပြိကဒီမှာ9ဗျာ9ဆိုတော့ကျွန်တော်တို့ခွန်ဖြစ်အောင်ကျွန်တော်တို့က8ထိပ်နဲ့ပေါင်းမှကျွန်တော်ခွန်ဖြစ်မှာပေါ့အဲ့ကျတော့ဒီဗရိတ်နဲ့ဒီထိပ်နဲ့ဒါခွန်ဖြစ်ချင်းနဲ့နှစ်နောက်ပိတ်နဲ့5ဗရိတ်ကျွန်တော်တို့အခုကျတော့ကျွန်တော်တို့တွေက5ကက်မြောက်ဆိုရင်သူကနေကူပွဲဆိုရင်1 2 3 4 5ဆိုရင်ဒီမှာဗရိတ်ကကျွန်တော်တို့က3ဗျာခွန်ဖြစ်အောင်ကျွန်တော်တို့က4ပဲထိပ်ရတာမှာဗျာကျွန်တော်တို့က4ပဲထိပ်ရတာမှာတနက်ထိပ်မရဘူးဗျာ4ထိပ်မရတော့သူက4ထိပ်စီနှစ်နောက်ပိတ်နဲ့ဒါ6ပြိဆိုတော့ကျွန်တော်တို့4 3ညနှစ်ကတဲ့ပေါ့ဗျာကျွန်တော်4 3ညနှစ်ကတဲ့4 3ညနှစ်ကကျွန်တော်ဒီ4 3ညနှစ်ကကျွန်တော်ဒါတဲ့ပေါ့ဗျာဒီဘောဒါတဲ့ဒါ3ည9နှစ်ကတော့ကျွန်တော်ရန်ပေါ့ဗျာ3ည9နှစ်ကတော့ရန်ပေါ့တကယ်လို့မထွက်ခဲ့ဘူးဆိုလဲနောက်ပွဲတွေကိုကျွန်တော်တို့ကဒီကနန်းလေးကို1 2 3 4 5ခုပွဲဆိုဒီမဲ့ဒါဘရိတ်က3ဒီ4ထိပ်နဲ့ပေါင်းတော့ခွန်နောက်ပွဲဆိုလို့ရင်သူက1 2 3 4 5ဗရိတ်က1ဗျာဗရိတ်က6ဗျာခွန်ပြအောင်1ထိပ်ဗျာဒါဆိုရင်1 4နှစ်ပေါ့ဗျာနောက်ပွဲဆိုတော့1 4နှစ်ကျွန်တော်တို့ဒီနောက်ပွဲဒီပွဲဆိုနောက်ပွဲဒီပွဲဆိုလို့ရင်1 2 3 4 5ဆိုဒီမှာ5ဗရိတ်ဗျာ5ဗရိတ်ဆိုတော့ခွန်ပြအောင်1ထိပ်ဗျာဒါ6ဗရိတ်ဆို1ထွာရင်ပေါ့ဗျာဒါမို့လေးကွာတော့ထွာထိုးသွားမှာပါဒါကတေချာဘောထွက်မယ်ဆိုတော့ဒါစိုက်ပါဗျာကျွန်တော်ထုတ်ပြပြီးရစေနာပါပါနဲ့ရှင်းရလားမသိဘူးကျွန်တော်တို့ဒီမဲ့နှစ်နောက်ပိတ်နဲ့2ဗရိတ်နှစ်နောက်ပိတ်နဲ့3ဗရိတ်နှစ်နောက်ပိတ်နဲ့ကျွန်တော်တို့ဒီမှာ4ဗရိတ်ဒီမှာနှစ်နောက်ပိတ်နဲ့5ဗရိတ်နှစ်နောက်ပိတ်နဲ့ဒါ6ဗရိတ်ထွက်ရမှာပါကျွန်တော်ဒါမပါလဲကျွန်တော်စိုးကြီးကကျွန်တော်9ရင်ကကျွန်တော်ပေးရတဲ့ထုတ်တာဝေးကနဲ့စိုက်ပါဗျာနော်စီနာပါလို့တော့ထုတ်ပြပေးလိုက်တာပါအဲ့မှာနှစ်နောက်ပိတ်နဲ့2ဗရိတ်1 2 3 4 5ဒီဗရိတ်နဲ့5ချိန်ရဲ့ဒီဗရိတ်နဲ့ဒီထိန်းနဲ့ပေါင်းတော့ခွန်ပြချင်းနဲ့နှစ်နောက်ပိတ်နဲ့2ဗရိတ်ဒီမှာနှစ်နောက်ပိတ်နဲ့3ဗရိတ်1 2 3 4 51ဗရိတ်နဲ့ဒီ6ထိန်းနဲ့ပေါင်းနေခွန်ပြချင်းနဲ့သွားမှာဗျာခွန်ပြချင်းနဲ့နှစ်နောက်ပိတ်နဲ့3ဗရိတ်နှစ်နောက်ပိတ်နဲ့4ဗရိတ်1 2 3 4 5ဒီမှာဗရိတ်က1 6ထိန်းနဲ့ပေါင်းရင်လည်းခွန်ပဲဗျာခွန်ပြချင်းနဲ့သွားမှာဗျာခွန်ပြချင်းနဲ့နှစ်နောက်ပိတ်4ဗရိတ်အဲ့ကြောင့်ဒီမှာနှစ်နောက်ပိတ်နဲ့5ဗရိတ်1 2 3 4 5ဗရိတ်က9ထိပ်ရဲ့ဒီ8ထိပ်ပေါင်းတော့ခွန်ပြချင်းနဲ့နှစ်နောက်ပိတ်နဲ့5ဗရိတ်အဲ့ကြောင့်နှစ်နောက်ပိတ်နဲ့2ဗရိတ်နှစ်နောက်ပိတ်နဲ့3ဗရိတ်နှစ်နောက်ပိတ်နဲ့ဒီမှာ4ဗရိတ်နှစ်နောက်ပိတ်နဲ့ဒီမှာ5ဗရိတ်နှစ်နောက်ပိတ်နဲ့6ဗရိတ်ထွက်ရမှာဆိုတော့ तू ကဒီနေ့လည်းထွက်ရမှာဆိုတော့1 2 3 4 5ဆိုတော့ဒီမှာဗရိတ်က3ဗျာခွန်ပြအောင်4ထိပ်ဆိုတော့ကျွန်တော်တို့4ထိပ်ဆိုတော့ဒီမှာ4 3ည2ဗျာအဲ့ကြောင့်ခဏကကနန်းကလည်းကျွန်တော်ပြထားတယ်ကျွန်တော်ပြထား4 3ည2ကလည်းကျွန်တော်တို့ဒီကနန်း
5ပရိတ်5ပရိတ်5ပရိတ်3ချက်တန်းသူ့နောက်တင်ဘူးခုတော့ဘူပရိတ်3906ဒီ3906ရဲ့နောက်တင်တော့ထွက်ဘယ်ချိန်မှာထွက်ရမှာသူကခွန်ခရဲ့အောက်မှာကျွန်တော်ထွက်ရမှာအဲကြောင့်ဒီ5ပရိတ်5ပရိတ်5ပရိတ်3ချက်ထွက်လို့ရင်ကျွန်တော်နောက်တင်တော့မှာတစ်ခုတော့ဘူပရိတ်သူ့အောက်ကပရိတ်က3ညပရိတ်1ပရိတ်ဟော3ည1သူ100ဆိုတော့ကနနောက်တင်တော့မှာထွက်ကျွန်တော်တို့ဒီမဲ့ကျွန်တော်သူ့အထက်မှာဘယ်ချိန်မှာထွက်ရမှာသူကခွန်ခလို့ကြားမှာကျွန်တော်သူ့အောက်မှာထွက်ရမှာအဲကြောင့်ဒီ5ပရိတ်5ပရိတ်3ညတန်းနောက်နေထဲမှာတစ်ခုတော့ဘူပရိတ်ဒီမဲ့ဘူပရိတ်အဲကြောင့်3ညပရိတ်9ပရိတ်5ပရိတ်3ည9 5ဆိုကနန်းကကျွန်တော်တို့ကဒီနောက်နေထဲမှာထွက်ရမှာထွက်မှာသူကခွန်ခါလို့ကြာမှာထွက်ရမှာအဲကြောင့်ကျွန်တော်တို့ကဒီမဲ့ဗျ5ပရိတ်5ပရိတ်3ညတန်းသွားပြီနောက်နေမှာတစ်ခုတော့ဘူပရိတ်ဒီကနန်းမပြောလိုက်တော့မယ်နော်ဘူပရိတ်ဆို3ညပရိတ်4ပရိတ်2ပရိတ်3ည4နှစ်ဆိုကနန်းသူကနောက်နေတော့ထွက်မှာသူကခွန်ခါမှာကြာမှာထွက်ရမှာဆိုတော့ကျွန်တော်တို့ဒီကူဝက်ထိုးရမှာဗျာနော်ကူဝက်ထိုးရမှာဆိုဒီ4ညနဲ့မူနဲ့လဲကိုက်တော့ဒီကနန်းကိုကျွန်တော်တို့ဒါပူထိုးတင်တယ်ပေါ့ဗျာပူထိုးတင်တာပေါ့ကျွန်တော်ဒါဒီလောက်တန်းတော့အော်ဂနန်းလည်းမထုတ်သေးပါဘူးမထုတ်ပါဘူးဒီလောက်နဲ့ဒါပူထိုးတာပါနည်းနည်းပူထိုးတော့စိုက်ပေါ့ဗျာနော်မြတ်တဲ့တအားကြီးအော်ကြတအားကြီးထိုးကျွန်တော်တို့ကဒီလောက်နဲ့တော့မအော်သေးဘူးဗျာဒီတဲ့ကောင်းနေတဲ့ဒီတဲ့ဆောင်းနဲ့မူဒီမှကျွန်တော်တို့ကအော်တာဗျာတချို့ကပြောရတယ်ဟာအော်စမှာအော်ကျင်တာပါအော်ဂနန်းထိုးပြီးပါကျွန်တော်တို့ကထားသလောက်ကောင်းတဲ့မူနေရကျွန်တော်တို့ကမပေးဘူးဗျာသူတို့ငွေကုန်မှာစိုးလို့ပေါ့ဗျာနော်ငွေမာသမားတွေကျွန်တော်တို့ငွေကုန်မှာစိုးလို့ပါကျွန်တော်တို့ကဒါထုတ်ပြီးတော့ဒါဟိုဟာမပြရပါကျွန်တော်ဒီနေ့အခုမမဝင်နေတဲ့မမဝင်နေတဲ့ကျွန်တော်တို့ကဒါရပါတယ်မမဝင်နေတဲ့ကျွန်တော်တို့ကမမဝင်နေဆိုလဲကျွန်တော်တို့ကရပါတယ်ဝင်နေလို့ကျွန်တော်တို့ကဒါရပါတယ်တစ်နှစ်စာကိုကျွန်တော်တို့က6000ပါတစ်နှစ်စာကိုကျွန်တော်တို့တစ်နှစ်စာကို9000ပါတစ်နှစ်စာကိုကျွန်တော်တို့ကဒါ9000ပါ9000ပါကျွန်တော်တို့ကဒီဟိုခွန်3 691ဒါ98နှစ်ကိုကျွန်တော်တို့စာဆက်လို့ရပါတယ်တကယ်ကိုပေါက်စီရမှာမွေးကနန်းလည်းရှိရပါတယ်မယ်နော်ဒီ10ကျင်းနဲ့12ကျင်းနဲ့ကျွန်တော်တို့ကရိုက်ပါအောင်မယ်ဒီကျင်းတော့ကျွန်တော်တို့မပေါက်ခဲ့ဘူးဆိုရင်မထောက်ခဲ့ဘူးဆိုတော့ကျွန်တော်မွေးကနန်းပြထူးမွေးကနန်းပေါ့ကျွန်တော်ထုတ်တဲ့မွေးကနန်းပေါ့နော်ထူးမွေးကနန်းပေါ့ကျွန်တော်အဲ့ထူးမွေးကနန်းထိုးရမှာပါကျွန်တော်တို့ဒီမူတွေကကဲအားလုံးကျွန်တော်ထိုက်ကျွန်တော်ပြပြီးသွားပါပြီဒီပွဲကကျွန်တော်တို့86ခွန်8ခွန်6ကျွန်တော်တို့ဒီပြထားတယ်900ပြထားတယ်ခုပွဲကကျွန်တော်တို့ကဒီ43ညနှစ်ကျွန်တော်တို့ဒီဟိုပါပေါ့ဗျာခုဆိုင်ပိုင်းကတော့ကျွန်တော်တို့ဒီ93ညနှစ်ပေါ့ဗျာဒီကနန်းကိုကျွန်တော်တို့ဒါထူးကြိုက်ပါတယ်43ညနှစ်ကိုဒါထိုးထားကြပါစေနာပါနဲ့ပြပေးလိုက်တာပေါ့နော်မမဝင်လို့ဆိုတော့ဖုတ်ဆက်လို့ရပါတယ်တရားပေါက်စီရပါမယ်ဗျာကျွန်တော်တို့မူတွေကျွန်တော်တို့ရှာဒါဟိုပါပြပါတယ်ဗျာကျွန်တော်တို့ site လည်းကြည့်လိုက်ပါမယ်နော်ကဲအားလုံးကျမ်းမှာချမ်းသာကြပါသေးဗျာ